Hello အကိုင်းယောဂီရဲ့နာမည်လေးမိတ်ဆက်ပေးပါဦး ဟုတ်ကဲ့ကျမရဲ့နာမည်ကတော့ဒေါ်လှလှသေးဖြစ်ပါတယ်ရှင် ဘယ်ရက်ကလဲ ကျမနေပြည်တော်မြို့မစီ ဟုတ်ကဲ့ကိုင်းယောဂီရဲ့အတွေ့အကြုံဖြစ်ရမှန်လေးတွေကိုယောဂီတွေတန်ဝေကတရားတက်စီပြီးတရားကျိုးစားနိုင်ဖို့ကိုပြောပြပေးပါဦး ဟုတ်ကဲ့ရှင်ကျမတေရွာပြန်တယောက်ပါကျမရဲ့အဖြစ်အပျက်ကလေးကိုဒီမှာပဲပြောပြခြင်းလို့ကျမဆရာကိုပြောထားပါတယ်ရှင်ကျမနေတော်ဆိုးတဲ့အချိန်မှာကျမနေမကောင်းဖြစ်ပြီးအရင်တိတ်လူမျောပါဖြစ်သွားတဲ့အချိန်မှာကျမမျောသွားပါတယ်မျောသွားတဲ့ကျမဘယ်လိုဖြစ်လဲဆိုတော့အဲ့ဒါတတိယမျောသွားပြီးကျမတို့ရက်ထဲကိုရောက်သွားပါတယ်ရှင်အရက်ထဲကိုရောက်သွားတဲ့အချိန်မှာကျမဟိုကြည့်လိုက်ဒီကြည့်လိုက်ဆိုတော့ကျမအရင်တည်သွားတဲ့လူတွေကကျမကိုနှုတ်ဆက်ကြတယ်ဟဲလက်လက်ဒီနင်ပါလာလောက်တာလဲဟဲဆိုအေးငါဒီကိုလာတာဆိုတော့အဲ့လိုမျိုးပြောလိုက်တော့အဲ့ဒါနဲ့အဲ့လူတွေကလည်းနင်အခုပမာနေတာလဲပမာနေမှာလဲဆိုအဲ့လိုမျိုးပြောတယ်ပြောတော့ကျမကလည်းအော်ငါပမာနေရမှမသိဘူးငါလိုက်သွားနေတယ်လို့အဲ့လိုမျိုးလိုက်ရှာနေတယ်လို့ပြောနင်တို့နဲ့ငါနေမယ်လို့အဲ့လိုမျိုးပြောတော့ငါတို့မှနေရအားတဲ့အနေရမရှိဘူးတဲ့အဲ့ဒါနဲ့အဲ့တစ်ပင်မှာနင်တို့ပမာနေတာလဲဆိုဒီတစ်ပင်မှာနေရတဲ့ဆိုအိုးအဲ့ဒါနဲ့ကျမအဲ့ဒါနဲ့ဟိုသွားတီသွားနဲ့တခါတယောက်တွေ့ပြန်ရောတယောက်တွေ့ပြန်တော့လဲဟဲနင်ပါလာလောက်တာလဲအေးငါပမာနေရမှမသိလို့လိုက်သွားနေတယ်လို့အဲ့လိုမျိုးပြောတော့ပြောတဲ့အခါကျတော့လေနေရပမာနေတာလဲဆိုတော့သူတို့ရဲ့အိမ်ရှိမှရှိတဲ့အပင်လေးမှာသူကနေနေတယ်။အော်ကိုဝင်းနေကအဲ့ဒီမှာနေနေတာလား။အေးဟုတ်တယ်။အဲ့ဆိုငါနေနဲ့နေမယ်လေဆိုတော့ငါနဲ့နေလို့မရဘူးတဲ့အပင်မှာငါတို့မှလူအပြည့်ပဲတဲ့။ဟောအဲ့နဲ့လိုက်သွားနဲ့တစ်ပင်နေမှာလဲအများကြီးလူတွေကလည်းအပြည့်တစ်ပင်တိုင်းမှာနေစရာလည်းမရှိတော့ကျမမှာနားလဲငါပမာနေရမလဲမသိလို့အဲ့လိုမျိုးလဲကျမပဲပြောတဲ့အခါကျတော့ကျမကိုအနောက်ကဂုတ်ကိုလာတဲ့နေဘယ်မှမနေနဲ့ဆိုတော့ဆောင်းဆွဲလိုက်တာအဲ့မှာကျမတတိတခါဒီမှာပြန်လဲလာပြီးတော့ကျမကနေပြောနောက်ကျအသက်ရှူလို့မရဘူးငါ့ကိုထူအောင်ပလက်လန်လို့မရဘူးအသက်ရှူလို့မရဘူးဆိုကျမကိုထူပြီးတော့မမေတို့ကထူပြီးတော့ကျမထိုင်လိုက်တော့ဂုတ်ကျိုးသွားတယ်အရှိကိုကြာပြီးတော့ဂုတ်ကျိုးသွားတော့အခါကျကျမအဲ့မှာတခါလေဘယ်ရောက်သွားလဲဆိုတော့ငရဲရောက်သွားကျမဘယ်ရောက်သွားလဲဆိုတော့အဲ့ရောက်သွားတော့မောတယ်လို့ကျမဘယ်မှနေရမလဲဆိုရောတဲ့ဒီမှာနားပင်လေးတဲ့ဆိုနားပင်လေးမှာကျမကိုထိုင်ခိုင်းတော့ကျမနားပင်လေးမှာထိုင်တော့ကျမဘေးမှာလဲကျမရဲ့ဘေးမှာလဲခါလဲလူက50ရာလောက်ထိုင်နေဘေးမှာကျမထိုင်တော့အော်ဒီအမကြီးဘေးမှာထိုင်မယ်လေးဆိုဝင်းထိုင်နေအမလို့အမပဲသွားမှလဲဆိုတော့ तू ကကျမကိုကြည့်လည်းမကြည့်ဘူးစကားလည်းမပြောဘူးအဲ့နဲ့ကျမလည်း तू မပြောတော့လဲကိုဟာကိုမောတော့ထိုင်နေရောအဲ့မှာလမ်းညလည်းအကျယ်အဲ့အကျယ်ကြီးကမှခါလဲလူတွေကတေးရောကြီးရောဘိုက်ကြီးတယ်ရောလူတွေအများကြီးပြညံ့နေပဲတွားနေကြအဲ့နဲ့ကျမကနေပါအိုးတဲ့လမ်းညကျင်းဘာလည်းမသိဘူးဖျားပွဲလားဘောကျမကြည့်တော့ခါကြတော့အဲ့ဒါတဲ့ဘယ်သွားနေကြလဲမသိဒီလူတွေကဆိုတော့အနောက်မှာကျမအနောက်မှာပါလာတဲ့အဖိုးကြီးပုပ်ကိုတယောက်ကနေပြောတယ်ကျမကိုအဲ့ဒါငရဲဖြီသွားတဲ့လမ်းနဲ့အိုးငရဲဖြီသွားတဲ့လမ်းကလည်းပျော်စရာကြီးပေါ့ကျမလမ်းညအကျယ်လူတွေကခါတဲ့ပြင်းညတိတ်ညာပဲသွားနေကြပျော်စရာကြီးလို့ကျမကနေပြောအဲ့လိုမျိုးတွေးလိုက်ပြောတယောက်ကကျမရှိရထွက်တိုးသွားနဲ့တိုးသွားပြီးတော့လာလေးလိုက်မှလားတချို့ကမလိုက်သေးဘူးလာလေးလိုက်မှလားမလိုက်သေးဘူးကျမအဲ့လိုမျိုးပြောတယ်အဲ့လိုမျိုးပြောတဲ့အခါကျတော့နောက်ကျတော့ငါလည်းမောပြေပြီလေငါလည်းလိုက်သွားမယ်သူတို့နဲ့ပဲသွားမယ်လို့ပြောပြီးမသွားသေးဘူးပဲနဲ့နောက်ကျမဟိုလူကိုကြည့်ဒီလူကိုကြည့်နဲ့ကြည့်ပြီးတော့လူဟိုဘက်မှာလမ်းတလန်းဖြစ်နေလမ်းတလန်းကလည်းစူးကြုံကြီးနဲ့ဟာစူးလုံးနေနဲ့အဲ့ဒီမှာလူက3-4ယောက်ပဲတွေ့ပြီးတော့တက်နေတာစူးကြုံကြီးပေါ့စူးလုံးကြီးနဲ့တက်နေဟောအေးဟိုလူတွေကဘယ်ကိုတက်နေရလဲဆိုအဲ့ဒါနတ်ပြည်သွားတဲ့လမ်းနဲ့အော်ငရဲသွားတဲ့လမ်းပျော်စရာကြီးလို့လူတွေကလည်းအများကြီးပဲလို့
ငက်ပြီသွားတဲ့လမ်းကြတော့လို့လူလေး3-4ယောက်လေးကိုတွေ့တက်နေတာစူးယုံကြီးနေလို့ဆိုပြောငါလည်းဘယ်သွားမှမသိဘူးဆိုတာကျမလည်းထမယ်လို့တော့အဲ့ဒီမှာဟိုဟာဖြစ်ပြီးတော့ခါကြတော့အဘစောင့်ဆွဲတော့တခါတတိလေဆိုတတိရသွားတတိရပြီးတခါကျမတခါပြန်ပြီးတတိပြန်ငုတ်သွားတော့ငရဲဖြီရောက်သွားဟိုလူတွေအများကြီးပဲဒီလိုကြီးအဆောင်ကြီးလိုပဲဟိုဟာကြီးနေအဲ့မှာအရှိမခုံလေးတွေနဲ့ချပြီးတော့ခါတဲ့သူကဟိုစည်ရင်းနေကြကျမဘာဖြစ်တာလဲဘာတိုးနေတာလဲမသိဘူးဆိုကျမတော့ကြည့်တော့ခါကြအဲ့ဘာလောက်တာလဲဆိုအော်ငါစည်ရင်းနေရတဲ့ဆိုပဲအနောက်မှာအဘကနေပါလာတဲ့အဘကြီးကပြောတယ်အဘဘာစည်ရင်းတာလဲမသိဘူးလို့ဆိုပြောပြီးတော့သူတို့ဒီငရဲပြူလာတဲ့လူတွေကိုစည်ရင်းကောက်တာတဲ့ဟိုဆိုအော်စည်ရင်းကောက်တယ်ဆိုလဲပြောလို့သမီးလိုက်ပေါ့စရင်ပေးရမလားဆိုပေးရမပေးရဘူးလားတဲ့ဆိုငရဲကန်းကြီးရောက်တော့ငရဲကန်းကြီးရောက်တော့အတန်တွေကစူးညာနေရပဲသူတို့မှအဲ့နဲ့အဘရဲ့စူးညာနေရပဲလို့ဆိုကျမပြောတယ်ပြောတော့အခါမေးတဲ့အခါကျတော့အေးတဲ့ဒီဟာလေးတဲ့လားတဲ့ဆို तू ကပြတယ်ဒီဟာကားတဲ့သူများအသက်တတ်တဲ့လူတဲ့ဒီလိုခံရတယ်တဲ့ဒီဟာကားတဲ့နဲ့ဗါလဲအတိုးပေးစားတဲ့လူတွေကဒီလိုဖြစ်တယ်တဲ့အစုံမဲ့လူတွေကလေခိုးတဲ့လူတွေအဲ့လိုမျိုးသူများအသက်တက်တဲ့လူတွေနဲ့အဲ့လိုမျိုးတွေ तू ကမျိုးပြောလာပြီးတော့ကျမကိုခေါ်သွားပြီးပြအခန်းတစ်ခန်းနဲ့ရောက်တော့ဝုန်းဆိုဟောပြောတော့လေငရဲပြီလို့ပြောတယ်ပေါ့အခုကျမကိုရောက်နေတော့လေကျမတွေးလိုက်တဲ့ဟာတွေကတင်ငန်းတွေကိုတွေးလိုက်တာတန်လုံးညအကြီးပဲအဲ့အလုံးအကြီးကိုမှတင်ငန်းနေညှော့နေအဲ့နဲ့ဟောတင်ငန်းနေပြောတော့ငရဲဖြီတဲ့ဒီဘုန်းကြီးတင်ငန်းနေဘယ်လိုလုပ်ရောက်နေရလဲလို့ကျမပြောလိုက်မေးတော့ခါကျတော့အေးအဲ့ဒါကိုပြောမယ်တဲ့ဖះရဲ့အရေးကိုခြုံပြီးရောတဲ့တချို့တွေကတဲ့လောက်ကင်စားတောက်နေကြတယ်တဲ့အဲ့တမီးလေတဲ့အဲ့လိုဘုန်းကြီးတွေကိုတဲ့တမီးရဲ့စေတနာတရားစိတ်ရှိရင်လောင်းလိုက်တဲ့ဟိုဘုန်းကြီးတွေကိုလည်းအပြစ်မပြောနဲ့တဲ့အဲ့ဒါဒီဘုန်းကြီးကအတိုးပေးစားတာသိလားဒီဘုန်းကြီးကမိမတွေပွေတယ်ဒီဘုန်းကြီးကရက်တောက်တယ်ဆိုပြီးတော့တဲ့အပြစ်မပြောနဲ့တဲ့ဘာလို့လဲဆိုတော့သူတို့ကဖះရဲ့အရေးကိုခြုံထားတာတဲ့ကိုလူချင်းလူလိုက်တဲ့ကိုပြောတဲ့ဟာကိုငရဲရတယ်တဲ့သူတို့လုပ်တဲ့အလုပ်ဟာသူတို့အဖြစ်ရတယ်တဲ့ဆိုပြီးပြောပြီးတော့ကျမနေပြီးတော့ပြန်ပြီးတော့ဟွာဖြစ်ပြီးတော့အဲ့ဒီမှာအဘအဲ့ဒါဆိုသမီးရောဘယ်မှာနေရမှာလဲလို့အဲ့လိုမျိုးပြောတော့လာတဲ့ဘယ်မှမနေနဲ့ဆိုပြီးတော့ကျမကိုစောင့်ဆွဲလိုက်တာအဲ့ကတည်းကကျမအသက်ပြန်စင်လာဒီထိပါပဲရှင်ကျမကိုကယ်ခဲ့တဲ့ဟာလဲကျမရဲ့ဖေဆုံးသွားပါပြီဖေလည်းရှိနေလို့ပါကျမတို့ခြံနဲ့ကြောက်စင်နဲ့ဆိုရင်လည်းတွားလို့ရှိရင်ကျမတကယ်တမ်းဖြစ်လို့ရှိရင်15မိနစ်20ဆိုရင်ကျမမရတော့ဘူးတဲ့အမဖေကလည်းစိတ်ကန်းလေးတော့ဖွင့်မယ်လို့တွားတဲ့အခါကျတော့ကျမကိုသူ့စိတ်တွေကလေးနေလို့ဆိုပြီးပြန်လာတဲ့အခါကျအဲ့ဒီအချိန်မှာကျမဟိုမှာဖြစ်တဲ့အခါကျကျမအမျိုးသားနေတော့ကျမကိုပခုံးမတင်ပြီးထမ်းပြီးတော့သူကဖေစီကိုရောက်ပြေးလာတဲ့အချိန်မှာဖေကအဲ့ဒီအချိန်ကစပြီးတော့ပြုစုကုသတဲ့အခါကျတော့ကျမအခုချိန်ထိဖေရဲ့ကျေးဇူးကြောင့်လည်းအသက်ရှင်ခဲ့တယ်အမျိုးသားရဲ့ကျေးဇူးကြောင့်လည်းအသက်ရှင်ခဲ့တယ်အဲ့ဒါကြောင့်မလို့ကျမရနေပြီးတော့ဖေကြီးလည်းကောင်းအောင်ဘုံဘွားရောက်ပါသေးလို့ကျမစိတ်မွန်းတောင်းကောင်းပါလေရှင်ဆိုလိုရင်းကတော့တကယ်တွေ့ရတဲ့ငရဲကန်းတွေကတကယ်တွေ့တာကိုအဓိကထားပြဒါတို့ဘာကြောင့်ပြောခိုင်းလဲဆိုတော့တန်ဝေကယူခိုင်းတာတပည့်တော်အပါဝင်ယောဂီတို့မှလည်းအမားတွေရှိကြမှာပဲဒီဖြစ်ရမှန်ကြားတဲ့ခါရောတကယ်ကြောက်ဖို့ကောင်းတယ်စိတ်တွေပြန်စစ်တဲ့ခါကျတော့ကိုယ်မစင်ကြတာသိခဲ့ရတယ်လောကထဲမှာလူရဲတို့သာဖြစ်လာကြတာမလွတ်လပ်ဘူးတီလာတွေနဲ့နေကြရတယ်ကျိုးပေါက်ရင်ခံရတယ်မတိမတာနဲ့ပဲနေခဲ့ရတာဖြစ်တဲ့အတွက်ငရဲသွားတဲ့လမ်းမှာအစုလိုက်အပြုံလိုက်တဲ့အများကြီးပဲတဲ့ဟိုဘက်ကဘိုင်းရကြတော့တဲ့နက်ပြသွားတဲ့လမ်းနဲ့3-4ယောက်ပဲတွေ့တယ်အစုတွေကိုကြော်တက်နေတယ်ဆိုတော့အဓိပ္ပာယ်ပြန်ကြည့်မှဆိုရင်သူဂတိပုံသွားတာခက်ခဲတယ်ဆိုတာသဘောတရား
အပယ်သွားတာလွယ်လွယ်လေးနဲ့လမ်းချိန်နဲ့ဖြူပြီးပျော်ပွဲစားထွက်သူပျော်စရာကြီးကောင်းပြီးသွားကြတယ်ဆိုတဲ့အပိုင်းအဲကြောင့်မလို့တေကုန်သောပုဂ္ဂိုလ်တို့ဟာအမြဲနေရင်ဖြစ်တဲ့အပယ်ကိုပြန်ကြတယ်ဆိုတော့ပျော်ပျော်ပါးပါးကြီးဖြစ်နေကြတုဂတိဘုံကျတော့မဆန့်ကျင်နိုင်ခက်ခက်သွားတယ်ဆိုတော့ရှာရှာပါပါဟိုလက်ချိုးတော်ယူလို့ရတယ်အဲကြောင့်မလို့ဒီပြောတဲ့သဘာဝကြကြတကယ်တွေ့ရတဲ့သဘောကြီးကကြားနာတဲ့တပည့်တော်ကတော်တော်ကြက်သိမ်းထသွားတယ်ဟာဒီပုံစံနဲ့တို့မလွတ်ပါလားဖြစ်တဲ့စိတ်တွေကသွားနေရပါလားအော်တော်ပါသေးရဲ့ဘာတွေပဲလှုပ်လာဒီဝိပဿနာတရားရဲ့ဉာဏ်စခန်းရသွားရင်ဂတိမြဲတယ်ဆိုတာမလှုပ်ခဲ့ရင်တော့သွားမှာပဲဒီဝိပဿနာတရားကြောင့်ကျင့်ကြံတဲ့ဘက်မှာသဘောတရားတွေ့ပြီးဒီနေရာလွတ်တာဒီနေရာမလွတ်တာဒီလိုထောက်ပါဒီလိုကြည့်ပါသဘောတွေ့တာပါဒါကိုပြုပါဆိုတဲ့အဲ့ဒီသေတက်တဲ့စိတ်လေးကိုရသွားတဲ့အတွက်ဒီလိုသွားမယ်လွယ်ကူစွာသွားမယ်အပေဘုံကဦးစားကွဲရတယ်အဲ့ဒါမကြောက်တတ်ရင်တော့လမ်းကျယ်ကိုလိုက်ကြောက်တတ်ရင်တော့လမ်းကြီးကိုလိုက်တရားတွေကိုအပတ်တကူအားထုတ်ကြပုံမြင်မှုတဲ့တကယ်တွေ့ရတဲ့စိတ်ကြီးမျောသွားတဲ့မှာတွေ့ရတဲ့သဘောတရားယုံကြည်ကြရလားဒီပြတော့ယုံကြည်တယ်တကယ်တည်းရှိတာပြောပါတယ်တကယ်လက်တွေ့ဆန်းဆန်းနေကြီးပဲဒါကုနာသူစကားနဲ့မြင်မလို့ဒီမှာလည်းပြောတာအများကြီးပဲပြောမှဆိုရင်တီလာပိုင်းနေပေါ့ဟို၅ပါးတီလာဆို၅ပါးတီလာနဲ့တတ်ဆိုင်တဲ့နေရာဟိုတတ်တာတွေခိုးတာတွေအာယုံကာမဂုဏ်တွေနောက်လိန်နာတွေတောက်စားတာတွေအဲ့ဒီခန္ဓာနဲ့အတူခံရတာတွေအကုန်ပါတယ်ခုနပြောတာဒါချုပ်နေတဲ့သဘောတရားပဲပြန်သုံးသပ်ကြည့်ရင်မလွတ်ဘူးဆိုတာသိနိုင်တယ်ကြောက်ဖို့ကောင်းလိုက်တာတီလာလုံဖို့တီလာလုံနေဆိုတာတင်းကိုစပိတ်စကားနဲ့ပြောမယ်ဆိုရင်တရားအထုံလုံသွားတယ်တဲ့မြင်ချမ်းတဲ့စားထီးသီးမှာတတိကတ်တဲ့အတွက်ဗရိတ်ပါတာဖြစ်တဲ့အတွက်အာကုသို့မဖြစ်တော့မြင်လိုက်တဲ့သိတဲ့တိုင်းသဘောတိုင်းလှုပ်ပြီးတော့လောဘဒေါသမရှိတော့ဒါဆိုရင်တရားကျင့်လို့သီလသမာဓိပြည့်စုံလာရင်ဉာဏ်ရဝါဒဖြစ်တဲ့အတွက်ခန္ဓာပြင်ပါပဲဖြစ်ခန္ဓာတည်းဖြစ်ဘာဖြစ်သွားလဲအရှုခံနေဖြစ်သွားတယ်ဘာဖြစ်သွားလဲအရှုခံနေဖြစ်သွားတယ်ဘာဖြစ်သွားလဲပြဉ္ညတ်တွေစိတ်သုံးနေတဲ့သဘောတွေဖြစ်နေသဘောစိတ်သုံးဟာပြဉ္ညတ်စိတ်သုံးသဘောဖြစ်သွားရင်လွတ်သွားတာပဲငါသူမရှိတော့တာနားလဲကြလားတရားကိုနာလေးကျင့်ထားကြဒီတရားပဲအာကောမကျင့်တော့မျောတဲ့စိတ်နဲ့အခုတို့ရောက်ကြတော့မှာပဲမျောနေတဲ့စိတ်တည်သွားရင်အမှဇာတိပဲကံကောင်းလို့ဇက်ခနဲ့ဆိုသူနမိတ်တစ်ခုကပေးလို့အဖားဆိုတဲ့သဘောတစ်ခုကပေးလို့ခန္ဓာပြန်ကတ်လို့တက်ပြန်ရှင်ရနှုတ်ဖို့ဆိုအဲ့ထက်မှသူသွားမှာကံကလည်းတရားမဲ့ကံမပါဘူးခံရမဲ့ကံမပါလို့မြင်သွားတာကြောက်စရာကောင်းတဲ့တန်ဝေကပဲเนาะ gain တာတုဆက်ခေါ်လိုက်ကြပါဦး